high class consonants ထိုင်းအမြင့်တန်ပြီးတွေကိုလေ့လာကြမယ်ဒီနေ့ထိုင်းအမြင့်တန်ပြီးစုစုပေါင်း17လုံးရှိတယ်ဒါဆိုရင်စလိုက်ရအောင်ပထမဆုံးလုံးကခေါ်ခိုင်ဒီခေါ်ကဒီဘောနော် rising tone တန်နဲ့ဖတ်ရမယ်ဒီ high class consonants အမြင့်တန်ပြီးတွေရဲ့ဒီပထမဆုံးပြီးရဲ့အတန်ကိုအမြဲတမ်း rising tone နဲ့ဖတ်ရမယ်ဒီသင်္ကေတတွေက rising tone နဲ့ဖတ်ရမယ်ဆိုတာပြောတာနော်ခေါ်အတန်ကိုနှိမ့်ပြီးတော့ပြန်တက်မယ်ခေါ်ခိုင်ရဲ့အဓိပ္ပာယ်ကဥခေါ်ခိုင်ဟုတ်ပြီနောက်တစ်လုံးခေါ်ခွတ်ရဲ့အဓိပ္ပာယ်ကပလင်းဒီဟာအဓိကပြီးเนาะအဓိကဒါကိုလေ့လာရမှာခေါ်ခွတ်ဒီပြီးရဲ့ဒီထိတ်ကအတန်ကို rising tone နဲ့ဖတ်ရမယ် high class consonant တွေအားလုံးမှာဒီထိတ်ကအတန်ကို rising tone နဲ့ဖတ်ရမယ်ခေါ်ခွတ်ရဲ့အဓိပ္ပာယ်ကပလင်းနောက်တစ်လုံးကချောချင်းရဲ့အဓိပ္ပာယ်ကလင်းကွင်းချမ်းချောချင်းနောက်တစ်လုံးကထောထန်ရဲ့အဓိပ္ပာယ်ကပလင်းထောထန်ဟုတ်ပြီထောထုံရဲ့အဓိပ္ပာယ်ကအိတ်ထောထုံနောက်တစ်လုံးကဖော်ဖုံရဲ့အဓိပ္ပာယ်ကပြာဖော်ဖုံနောက်တစ်လုံးကဖောဖာရဲ့အဓိပ္ပာယ်ကအဖုံအိုးဖုံဖောဖာနောက်တစ်လုံးကဇောဆာလာရဲ့အဓိပ္ပာယ်ကဇရက်ဇောဆာလာနောက်တစ်လုံးကဇောရုစီရဲ့အဓိပ္ပာယ်ကရက်သိဇောရုစီနောက်တစ်လုံးကဇောဆာရဲ့အဓိပ္ပာယ်ကကြာဇောဆာနောက်ဆုံးတစ်လုံးအမြင့်တန်ပြီးရဲ့နောက်ဆုံးလုံးကဟောဟိရဲ့အဓိပ္ပာယ်ကတစ်တာဟောဟိအဲ့တော့အမြင့်တန်ပြီးအားလုံးရဲ့ဒီထိတ်ကပြီးရဲ့အတန်ကိုအမြဲတမ်း rising tone နဲ့ဖတ်ပြရမယ်နော်ဒါအမြင့်တန်ပြီးရဲ့ထူးခြားချက်ဟောဟိကဲဒါဆိုရင်ဒီဆိုလို့ရှိရင်ဒီအမြင့်တန်ပြီးကိုပြန်ဆိုကြည့်အောင်ခေါ်ခိုင်ခေါ်ခွတ်ချောချင်းထောထန်ထောထုံဖော်ဖုံဖောဖာဇောဆာလာဇောရုစီဇောဆာဟောဟိနောက်ဗီဒီယိုတွေမှာအနှိမ့်တန်ပြီးတွေရဲ့ပြီးတော့တရတွေရဲ့ပြီးတရရင်းနှီးလေးတွေတင်ပြတော့ပါမယ်